ဗုဒ္ဓဘာသာဝင်တွေအတွက်အမွေဆက်ခံနိုင်တဲ့သားသမီးဘယ်နှမျိုးရှိတာလဲနောက်တစ်ခုကကြတော့အမွေဆက်ခံနိုင်ခွင့်မရှိတဲ့သားသမီးကဘယ်နှမျိုးရှိတာလဲစတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်မြန်မာဓလေ့ထုံးတမ်းဥပဒေကိုလိုက်နာရတဲ့ဘာသာဝင်ကတော့ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူမျိုးများပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့သူတွေဟာဆိုလို့ရှိရင်ရခင်လွန်ခဲ့တဲ့နှစ်များစွာတုန်းကတော့ကျမတို့မြန်မာဓလေ့ထုံးတမ်းဥပဒေအမွေဆက်ခံနိုင်ခွင့်ရှိတဲ့သားသမီး6မျိုးရှိပြီးတော့အမွေဆက်ခံနိုင်ခွင့်မရှိတဲ့သားသမီး6မျိုးအလုံးပေါင်း12မျိုးရှိပါတယ်ရှင်ယခုတိုးတက်လာတဲ့ခေတ်တွေကလည်းပြောင်းလဲလာပြီးခေတ်နဲ့လိုက်ရောညီထွေစွာဥပဒေကိုအသုံးပြုရတာဖြစ်တဲ့အတွက်အမွေဆက်ခံနိုင်ခွင့်ရှိတဲ့သားသမီး4မျိုးရှိပြီးတော့အမွေဆက်ခံနိုင်ခွင့်မရှိတဲ့သားသမီး2မျိုးပေါ့နော်စုစုပေါင်း6မျိုးသာလည်းကျန်ရှိတော့တာတွေကိုစီရင်ထုံးတွေထဲမှာလည်းမိလာဖတ်ရှုရပါတယ်ရှင်အမွေဆက်ခံနိုင်ခွင့်ရှိတဲ့သားသမီးဆိုတာကဘယ်လိုသားသမီးမျိုးကိုခေါ်တာပါလဲနံပါတ်1အနေနဲ့ဩရတာအကြီးဆုံးသားသမီးအကြီးဆုံးမွေးဖွားတဲ့သားသမီးကိုခေါ်ဆိုတာဖြစ်ပါတယ်ရှင်ဂိဋ္ဌိမလို့ခေါ်တဲ့တရားဝင်စာချုပ်စာတမ်းနဲ့မွေးစားပြီးတော့မွေးစားစာချုပ်ကိုတရားဝင်မှတ်ပုံတင်ထားတဲ့တရားဝင်အမွေစားအမွေခံရှိတဲ့သားသမီးနံပါတ်3အနေနဲ့ကတော့အပတိဋ္ဌာလို့ခေါ်တဲ့ကောက်၍မွေးစားထားတဲ့သားသမီးနံပါတ်4ကကြတော့ပုပ္ပကလို့ခေါ်တဲ့ပေါ့နော်မယပါလင်ပါသားကိုခေါ်ဆိုတာဖြစ်ပါတယ်ရှင်ဒီ4မျိုးကတော့အမွေဆက်ခံနိုင်ခွင့်ရှိတဲ့သားသမီးအမျိုးအစားတွေမှာပါဝင်ပါတယ်အမွေဆက်ခံနိုင်ခွင့်မရှိတဲ့သား2မျိုးရှိပါတယ်ရှင်နံပါတ်1နဲ့သွားနှုတ်တာလို့ခေါ်တဲ့အများသူငါသိရှိကြတယ်မိဘကိုစော်ကားတယ်မိဘစကားကိုနားမထောင်ဘူးခွေးနဲ့တူတဲ့သားသမီးကိုဆိုလိုတာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ကိဋ္ဌိသားလို့ခေါ်တဲ့ကစားမြူတူရမှာရရှိတဲ့သားသမီးကိုခေါ်ဆိုတာဖြစ်ပါတယ်ရှင်ဒါကြောင့်လူကြီးမင်းတို့အနေနဲ့ဗုဒ္ဓဘာသာကိုကိုးကွယ်တယ်ဆိုလို့ရှိရင်မြန်မာဓလေ့ထုံးတမ်းဥပဒေအရလူကြီးမင်းတို့ရဲ့မိခင်ဖြစ်တဲ့သူတွေဖခင်ဖြစ်တဲ့သူစီကနေပြီးတော့လူကြီးမင်းတို့ကဘယ်လိုသားသမီးအမျိုးအစားတွေမှာပါဝင်တယ်လဲဆိုတာကိုအကြမ်းဖျင်းအနေနဲ့သိရှိသွားမယ်လို့ညွှန်လင်းပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်